ဓာတ်တော်ငွေတော်ပျော်ပိုက်ကိန်းဝတ်လိုသောနေရာမှန်ပါလျင်တပည့်တော်မိညတစ်ဘက်ပေါ်သို့ပြန်လဲတက်ဆင်းဆန်မြန်းတော်မူပါဖေဟာဒီလိုနဲ့မင်းသမီးလေးစောမွန်လှလေးဟာမောင်တော်မင်းဖျားကြီးအနော်ရထမင်းအားကားတော့၍မင်းနေပြီးတော့ပကံမစတင်ထွက်ခွာခဲ့ပါတယ်ပညာရှိအမတ်ကြီးဦးပေါ်ကျွင်နှင့်တက်တော်ဆောင်ပုံမူဆိုင်လက်ညီမတော်များမောင်တော်များနောက်လိုက်အချွေရန်ပေါင်းတင်းတွေနဲ့အတူပကံမထွက်ခွာလာရာလက်ရှိညောင်ဦးမျိုးနေရာတွင်ညောင်ဦးရွာကိုတီထောင်ခဲ့ပြီးဆက်လက်ချီတက်ကညစ်ရွာပလင်းလက်ထုတ်ရွာကောင်းစီရွာတူရင်းတောင်ဂုံဝတင်းမျိုးတစ်စခန်းမှာကျုံပါရွာရွှေဘော်ကျွန်းရွာတောင်ငယ်ကျော်စခန်းရွာစတဲ့ရွာစဉ်တွေကိုအမည်နာမသမုတ်ခေါ်တွင်စီခဲ့ပြီးဒုထဝရီမြင်းနာသို့ရောက်ရှိလာကပန်းချောင်းနှင့်ဆုံသည့်အနောက်ဘက်ကမ်းတွင်ခေတ္တစခန်းချရက်နာခဲ့ပါတော့တယ်မနက်အာယုံချိန်တွင်ကိုလက်တန့်စင်ရန်နှင့်မျက်နှာတစ်စီကျော်ရန်ပန်းချောင်းဘေးသို့ဆင်းကမျက်နှာတစ်ခဲ့ပါတယ်မျက်နှာတစ်ရင်ရေထဲသို့ကြည့်မိသောအခါမှာတော့အလင်းရောင်တောက်ပနေသောနာတောင်းတစ်ဖက်ကိုတွေ့ကာသူ၏လက်ရဘက်နာတောင်းပါလားဘလို့ရေထဲကျနေတာလဲဆိုပြီးလက်ဖြင့်လန်းဆဲရာနာတောင်းမှရေထဲမှာမဟုတ်ကောင်းကင်ဘော်ကနေရေထဲသို့အလင်းရောင်ထင်ဟပ်အရေးထင်နေကြောင်းသိသွားပါတော့တယ်တီလာစင်ကျဲဓမ္မနဲ့နှလုံးကိန်းဝတ်သူပြီးဖြစ်ခြင်းကတကြောင်အရှင်ရဟန်ဤတရားတော်များကိုနှလုံးသွင်းသူပြီးနားလည်သိရှိကအံ့ဩတုန်လှုပ်မှုမရှိဘဲလက်အုပ်ချီကအတိတ်ထန်လိုက်ပါတော့တယ်အိန္ဒိယတွင်ဓာတ်တော်ငွေတော်ပျော်ပိုက်ကိန်းဝတ်လိုသောနေရာမှန်ပါလျင်တပည့်တော်မိညတစ်ဘက်ပေါ်သို့ပြန်လဲတက်ဆင်းဆန်မြန်းတော်မူပါဖေဟာဤသို့အတိတ်ထန်ပြီးလက်ရဘက်နာတောင်းလေးမှာသူ၏မျက်နှာဘက်ပေါ်သို့ဆင်းသက်လာခဲ့ပါတယ်သာသနာပြုဖျားတီးမယ်ဆိုတော့လေမင်းသမီးဆုံးမွန်လာလေးမှာချောင်းတီဘက်ကမ်းမှာတီးရမှာလားကိုဘက်ကမ်းမှာတီးရမှာလားဆိုပြီးဝေဝါးသွားပြန်ပါတယ်ဒီလိုနဲ့ထပ်ပြီးလက်အုပ်ချီကထပ်မံအတိတ်ထန်လိုက်ပါတော့တယ်ဇေဒီတရားမိအောင်မြင်မှန်လျင်ကုန်းခေါင်ခေါင်ပေါ်မှာရေထွက်ပါစေသာဒီတစ်ခါမှာတော့ချောင်းပေးတော်အုပ်ထဲကမြေကောင်ခေါင်မှာရေများပေါ်ထွက်လာပါတော့တယ်မင်းသမီးလေးလည်းပြုံးရွှင်သွားကဤနေရာအရက်မှာဖျားတီးမယ်ဆိုပြီးမြန်မာတပ်တွေ416ခုနှစ်တစောင်းမုံလာတွင်သူ၏နာတောင်းနှင့်အတူတန်တော်တက်တော်တဆူအခြားတက်တော်မူတော်များရွှေသင်းဖြူနှစ်ချက်ရွှေငွေလက်ဝဲရတနာတို့ကိုဌာပနာပြု၍စတင်တနာပြုဖျားတီခြင်းကိစ္စများကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတော့တယ်။ဤအကြောင်းအရာကိုအနော်ရထမင်းကြီးကြသည့်သောမင်းသမီးဆုံးမွန်လှလေးစီတို့အထောက်တော်တဦးစီလွှတ်၍နှမတော်တနာပြုခြင်းအတွက်မြေက1000ကိုမင်းကြီးအနေနဲ့လှူဒန်းခဲ့ပါတယ်။ထို့သောစီလွတ်တော်ရဲမတ်ဟာမင်းနေပြည်တော်သို့ရောက်တော့မင်းကြီးနှင့်မတွေ့မီမိဖုရားခေါင်ကြီးမှခေါ်ကာမဟုတ်မမှန်လည်း၍ရှောက်တင်စေခိုင်းခဲ့ပါတယ်။မင်းကြီးဖုရားအရှင်မင်းကြီးစေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီဖုရားဒါပေမဲ့အရှင်မိဖုရားငယ်လေးမှာအရှင်မင်းကြီးကိုမလွမ်းဆွတ်တော့ပဲသူ၏ဆွေတော်မျိုးတော်တွေကိုသာရင်ထဲရှိကြောင်တွေ့ရှိရပါတယ်ဖုရားဆိုပြီးရှောက်တင်လိုက်ပါတော့တယ်။ဒီအခါမှာတော့မိဖုရားလေးကိုလွမ်းဆွတ်နေသောဘုရင်ကြီးမှာဦးမှုကျွဲခတ်ခံခဲ့ရတယ်လို့ဖြစ်သွားတာ။နောက်ထပ်အထောက်တော်များကိုစေလွတ်၍မောင်မင်းတို့မိဖုရားတီရီမွန်လာဖုရားတီနေသောအရက်ကိုသွားပြီးဖုရားဤမျက်နှာတော်မှာပကံပြည်ဘက်ကိုလှည့်လောရှမ်းပြည်ဘက်ကိုလှည့်လောသွားရောက်ကြည့်ချေရှမ်းပြည်ဘက်ကိုလှည့်လျင်တခါတည်းတက်စေပကံပြည်ဘက်လှည့်လျင်ဒီအတိုင်းပြန်လာချေဆိုပြီးမိန့်တော်မူစေလွတ်လိုက်ပါတော့တယ်တမတေဝလက်ကောင်းနှမျက်အပေါင်းဤစောင့်ရှောက်မှုကြောင့်ဤအကြောင်းအရာကိုစောမွန်လာလေးမှကြိုတင်သိရှိကာရဲမက်တွေမရောက်မီတည်နေသောဖះမှာတစ္ဆာပြုအတိတ်ထံပြီးသူ၏မြတ်တဲ့ဘက်ကိုကင်ကဖះကိုလက်ရရစ်ပတ်လိုက်ချိန်မှာတော့ဖះမျက်နာတော်ကူဟာရှမ်းပြည်ဘက်မကြပကံပြည်ဘက်မကြဂျာရက်တို့လှည့်သွားတော်မူခဲ့ပါတယ်ဒီလိုနဲ့ရဲမက်တွေရောက်လာချိန်မှာတော့လူငင်းချမ်းသာခွင့်ရသွားပါတော့တယ်စောမွန်လှလေးလည်းစိတ်ရောကိုယ်ပါနှင်းမြုပ်ကတက်တက်ကြွကြွဖြစ်ဖះတည်နေတယ်လို့သူ၏ညီမတော်များမောင်တော်တွေကလည်းဖះစီတီကျောင်းဆောက်ခြင်းများဆောင်ရွက်နေကြပါတယ်ဒီလိုနဲ့ဖះတည်ခြင်းပြီးဆုံးခါနေတွင်ပကံနေပြီးတော့မှရဲမက်တူရောက်ရှိလာပြီးရှောက်ထားလိုက်ရာမင်းသမီးလေးမှာငိုကြွေးပါတော့တယ်အရှင်မင်းကြီးကံတော်ကုန်ရှာပါပြီဥထုစင်လူသားပြီးများစွာပူဆွေးသောကကြီးစွာဖြင့်မောင်တော်မင်းကြီးကောင်းခြင်းတွေနှမတော်တပွဲစောက်ရှောက်ဖိမမှုတွေကျင်နာမှုတွေကနိုင်စာမရပါတကားနှမတော်ပြုသည့်ကုသိုလ်တွေကိုမောင်တော်ဖះအတွက်မောင်တော်ပယံညပေးပါတယ်မောင်တော်တာတုခေါ်ပါဆိုပြီးငိုကြွေးနေပါတော့တယ်ဖះတည်ခြင်းပြီးဆုံးသောအခါမှာတော့ဘွဲတော်ကိုလိုအင်ဟူသမျှပြေဝစေရန်လိုအင်ပြေဝနာတောင်းကြစေသည်ဟုခေါ်ဝေါ်သမုတ်စေခဲ့ပါတော့တယ်ဒီလိုနဲ့စောမွန်လာလေးဟာဇာတိမြေကိုထွက်ခွာရန်ပြင်ဆင်ပြီးအာရင်ကြီးနဲ့စိတ်နှလုံးလွှမ်းဆွမှုတွေနဲ့ဇာတိမြေပြန်ခီးမှာကောဘလို့ဆက်ဖြစ်မလဲဆိုတာနောက်ဆုံးစသိန်းအပိုင်းလေးမှာတင်ပေးပါမယ်နော်အားပေးသူတိုင်းတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာLike and follow လေးနဲ့ကူညီသွားပါအောင်နော်ကျွန်တော်လူလင်မိုက်ဆိုပါ